မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာပြီးကောင်းကျိုးလူရဆန္ဒပြုကြပါစေဘေးအန္တရာယ်ကင်းရှင်းကြပါစေရှင်ဒီနေ့ကတော့ငါးတောက်ဆန်းချက်မှာပေါ့နော်ချင်းချင်းဆက်ဆက်လေးငါးတောက်ဆန်းချက်မှာပါဒါကတော့အရင်ဦးဆုံးရေစုအိုးတည်တာပါရေစုအိုးဒီလိုပွက်လာပြီဆိုရင်စနွင်းမော့နမောအနှဲငယ်ထည့်ပါမယ်တနမောအနှဲငယ်ထည့်ပါမယ်စီလဲနည်းနည်းအနှဲငယ်ထည့်ပါမယ်နော်တောက်ငါးတောက်ဆန်းဆိုတော့စီနည်းနည်းလေးပဲထည့်ပါတယ်စီထည့်ပြီးရင်တဲထားလိုက်ပါမနော်ဒီလိုတဲထားလိုက်မယ်တဲပြီးတော့ဒီမှာပါဒါထည့်မဲ့အမယ်ဒီမှာတက်သွင်းနီးရဲ့တက်တင်းရဲ့တက်သွင်းဖြူရဲ့ငရုတ်ကောင်းရဲ့ကိုထောင်းပါမယ်ညက်အောင်ထောင်းမယ်နော်ငပီလေးနည်းနည်းထည့်မယ်ပေါ့နော်ဒီမကြီးကြီးပါတယ်မကြီးကြီးထည့်မှာမလို့မကြီးကြီးကလည်းကိုအချင်းကြိုက်သလားပေါ့နော်အချင်းနဲကျင်တော့နည်းနည်းပဲထည့်ပါချင်းငန်းစားစားကျင်တော့နည်းနည်းများထည့်ပါဒါတော့မပီလေးပါမပီလေးထည့်လိုက်ပါမယ်ဒါကမကြီးကြီးအတွက်ကြောင့်ပါနော်မကြီးကြီးအတွက်ထည့်လိုက်တာပါမကြီးကြီးထည့်မှာဆိုတော့ကြားချင်မှာဆိုတော့ပေါ့နော်ဒါလေးကတော့စေးကြောပြီးတော့တန့်စင်ပြီးဖုံတို့သဲတို့မှိုက်တို့မှာပေါအောင်စေးပြီးတော့ဒီလိုလေးညက်လာပြီဆိုရင်စွမ်းနာငရုတ်သီးစိမ့်လေးပါထည့်ထောင်းလိုက်ပါဒီတခါလေးညက်အောင်ထောင်းလိုက်ပါနော်ဒီလိုလေးထောင်းတာညက်လာပြီဆိုရင်စွမ်းနာရေစုလေးကိုထည့်လိုက်ပါရှင်ကလေးလေးရေလေးကျင့်ထည့်လိုက်ပါနော်ဒီလေးလေးစိမ့်ထားတာပွားရဆိုတော့ဒီလိုလေးဟိုလေးအနှစ်လေးရအောင်လေးတော့လိုက်ပါနော်ဒီလေးရအောင်ဝတ်တိုက်လိုက်ပါလက်ကတော့တစ်ချက်ပြောင်းစေးထားပါတယ်ရှင်မျိုးကြောင်ဝင်ပြီဆိုရင်အဲ့လိုလက်ကတစ်ခါကိုင်းပြီးတစ်ခါစေးတစ်ခါစေးဟင်းကျဲနှစ်ခွက်လောက်ဆက်လိုက်ရင်လက်ကိုနှုတ်ပွားနေအတန်အရန်ကြိုက်တော့လူကိုင်းပြီးရင်စေးလိုက်ခင်တော့ကြပကံစေးလိုက်ခင်တော့ကြဇွန်းစေးလိုက်ခင်